ကိုလည်းရေးခွေထားတဲ့လမ်းစုံဆိုတဲ့တစ်ချက်လေးနဲ့ဒီဆိုပြောပေးဖို့အဆိုတော်စောပန်ကိုဖိတ်ခေါ်ပါရရှင်ဆွေးနေတယ်ဘသူလဲကွယ်မေရဲ့တို့ရဲ့ငိုချင်သောမျက်လုံးလေးတွေဟန်ဆောင်ငါပြုံးနာနင်းသိတယ်ငါလည်းသိတယ်သွားမစို့သွားပါကွယ်ဒီလိုနေတော့ဖြစ်လာမယ်ကြိုသိတယ်ဖြစ်